ကြာသာပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဟာရန်တိုက်ခံကြဖြတ်သန်းရမယ်ဥဒိယလမ်းကြောင်းတစ်လျှောက်အနောက်ရှယ်အတားဆီးလေးတွေရှိတယ်မဖြစ်မနေလုံးဝကြောင်းအဆုံးမှာတော့ကိုယ့်ရဲ့ရည်မှန်းချက်ကိုအောင်မြင်အောင်လုပ်နိုင်တဲ့အနေအထားရှိတယ်တပားသူကြံဉာဏ်ကိုရယူခြင်းနဲ့ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုလို့တာဖို့ကောင်းမယ်ကိုယ့်ရဲ့လူယုံတွေကိုဒုက္ခပေးတတ်တယ်လူယုံထားလို့မရဘူးနောက်စာရွက်စာတမ်းငွေကြေးကိစ္စလက်ပြောင်းလဲလွယ်သတိထားရတယ်ရောင်းမဝယ်မှဖြစ်တတ်တယ်အာမခန္ဓာတာဝန်ယူတာစာချုပ်ချုပ်ဆိုတာတွေမှာသတိနဲ့ရှင်ပြီးလုပ်ရမယ်ကျမ်းမာရေးနဲ့ငယ်ချူကြမယ်ရန်တိုက်ခတ်လေးတွေနဲ့ထိတ်တိုက်တွေ့မယ်ပြီးမှလိုရာပြည့်စုံမှာပေါ့ကောင်းခြင်းကံကြမ္မာများရစီရနေအိမ်ရဲ့သို့မဟုတ်အလောက်ခန်းရဲ့အနောက်မြောက်တောက်မှာညင်လာတဲ့တေဂီတာကိုအမြဲတမ်းဖွင့်ထားပေးပါဒိုဒီမွေရင်လည်းလှုပ်ရှားရင်အတန်တာတဲ့ချူဆဲလဲလေးတွေချိတ်ဆွဲလိုက်ပါကောင်းခြင်းတွေကိုယ်တည်းရောက်လာပါမယ်